မင်္ဂလာပါကျွန်တော်တို့ကိုပြပါကျွန်တော်ဒီနေ့ပြောပြချင်တာကဘာလဲဆိုရင်ဒါကျွန်တော်တို့မြန်မာပြည်မှာဆိုရင်တော့ဗျာ Toyota Crown ရဲ့သားအကြီးဆုံးကောင်ဖြစ်တယ်ဒါ Toyota Camry ပေါ့နော်သားငယ်ဆုံးကတော့ Max ပေါ့နော်အခုဒီသားအကြီးဆုံးဖြစ်တဲ့ Camry လေးရဲ့အပြင်ပိုင်းနဲ့ကျွန်တော်တို့ဒီ interior လေးကိုကျွန်တော်ပြောပြချင်တာပဲဖြစ်ပါတယ်ဗျာဒါတော့သူ့ရဲ့အတွင်းကန်းလေးပဲဖြစ်ပါတယ်ဗျဒီ2015 Camry မှာပေါ့နော်ဒီ Great ကဒီ hybrid မှာတင်3မျိုးလောက်ရှိပါတယ်ဗျသူကဒီ 2.5 liter hybrid ဖြစ်သွားတယ်ပေါ့နော်ဒါ 2.5cc ဆိုတော့သူကဒီရုံးဆွဲရတော့လုံးဝဘာမှပြောစရာမလိုပါဘူးဒီမှာ show လိုက် Toyota လုံးဝဒီ model ဒီ luxury ကားတွေမှာကျတော့သူတို့ကဒီလို luxury ဆန်အောင်တော့ဒီ တော့တွေအစားပေါ့နော်လုံးဝတိချာချာလေးကိုလုပ်ပေးထားတယ်ပြီးရင်ဒီ dine quad တွေဆိုရင်တကယ်ကိုလှပါတယ်သူလုပ်ပေးထားတဲ့ဒီအပြာရောင်လေးပေါ့နော်ဒီ Toyota ကဒီ luxury line up တွေပေါ့နော် great မြင့်တဲ့ line up တွေမှာဆိုရင်သူကဒီလိုအပြာရောင်လေးတွေကိုသုံးတာများတယ်ဗျပြီးရင်သူကဒီ hybrid ကိုမှလုံးဝနော်ဒီလို EV mode တွေပါတယ် eco mode လည်းပါတယ်ဒီမှာဒါထိုင်ကုန်အေးတွေပါမယ်ပြီးရင်ဒီမှာဒါကတော့ရင်းလိပ်ပေါ့နော်ဒါကတော့လုံးဝ luxury ကားတွေမှာပါတဲ့ style တွေအကုန်လုံးကိုထည့်ပေးထားပါတယ်ပြီးရင်ဒီမှာဒီ digital aircon ဒီ dual climate control တွေအကုန်ပါပါတယ်ဗျဒီမှာဒီ steering တွေဘာတွေကတော့မိုက်သွားတယ်ဗျလုံးဝအကြီးပဲကန်ရတော့ကလုံးဝထဲတယ်ပြီးရင်မှာကျုံးကွက်တွေတုံးထားပေးတာတကယ်မိုက်ပါတယ်เนาะလုံးဝ Toyota လိုမျိုး customer တွေကိုတောက်ကပေးတဲ့ company ကဒါသူတို့ luxury grade ဆိုတော့သူတို့တေချာကိုထည့်ပေးထားတယ်ဒီမှာဒီလို chrome အုပ်ထားတာတွေတကယ်မိုက်တယ် all auto တွေလုပ်ပေးထားတယ်ဒီသူကအဲ့လို Toyota တွေကလုတ်တတ်တယ်ဗျာတဲ့မှာဒီတစ်ပေါက်ထဲကိုပဲ auto ပေးပြီးတော့ကျန်တာတွေကိုဒီလိုရိုး manual လုတ်တဲ့အကွက်တွေလည်းသူကအများကြီးရှိတယ်ပေါ့နော်ပြီးရင်ဒီမှာ show လိုက်เนาะဒါလေးတွေဆိုတာသူတို့တေချာကိုလုပ်ပေးထားတာเนาะဒီ auto ဒီဒါကတော့ Batman ခလုတ်တွေပေါ့နော် Batman ဖွင့်ပိတ်လေးတွေဖြစ်ပါတယ်เนาะဒီမှာဒါ Batman ပိတ်ဖွင့်ပိတ်လေးတွေပါဒီ auto မှာထားရရင်တော့ဒါသူက lock ချရင်ပိတ်သွားတာပေါ့နော်ဒီမှာ blind spot ဟာတွေပါပြီးဒီဟာဆိုရင်ဒါ parking sensor တွေပါပြီးဒါကတော့အရှိကားကိုတိုက်တော့မယ်ဆိုရင်အလံပေးတဲ့ system တွေပေါ့နော်နောက်ပြီးအကုန်သူကလိုအပ်တဲ့ feature တွေကုန်ပါပြီဗျဒီမှာဆိုရင်ဒါ sim motor တွေကုန်ပါသွားပြီမနော်ဒါချက် show လိုက်ဒါကျွန်တော် twin gang လေးကိုရိုက်ပေးထားတာဖြစ်ပါတယ်လုံးဝဒီဟာတွေသုံးတာဒီ brown ကျုံကွက်လေးဆိုတော်လှတာဗျာဒီအပြင်မှာလေဒါဗီဒီယိုထဲမှာမဟုတ်လို့ပြီးရင်ဒီမှာအစကျွန်တော်ဒီဟာပထမဟို plastic ထင်တာပေါ့နော် plastic မဟုတ်ပါဘူးဒါ leather soft လေးသုံးပေးထားတာပါဒါတွေကလုံးဝစေတနာရှိသွားပြီပေါ့နော် luxury grade ဆိုတော့လေဒါစေတနာမရှိရင် Toyota ဒါဆဲငယ်ရတော့မှာပေါ့နော်လုံးဝ 5.1 speaker တွေနဲ့ဖြစ်သွားပြီနော်ဒီမှာ show လိုက်ဘယ်ညာအကုန်ပါတယ်ဗျပြီးရင်ဒီမှာထူးထူးခြားခြားပဲဒီဟာတွေကိုလုံးဝ chrome လေးတွေအုပ်ပေးထားတာတကယ် luxury ဆန်နေပြီးရင်ဒီမှာဒီဟာလေးတွေပေါ့နော်ဒီ wireless charger တွေတကယ်အလုပ်ဖြစ်ပါတယ်တကယ်လဲသူကောင်းကောင်းမွန်မွန်လုပ်ပေးထားတယ်ပေါ့နော်ဒီ Emirates တွေပါတယ်ဆိုလဲလုံးဝကျွန်တော်ဒီလိုလက်တင်ပြီးတော့ကားမောင်းတဲ့ခါကြရင်ဗျာလုံးဝ comfortable ဖြစ်တဲ့ bike ကိုပေးပါတယ်ဗျ okay ကျွန်တော်တို့ဒီအနောက်ခန်းလေးကိုကျွန်တော်တို့ဆက်ကြည့်လိုက်မယ်နော်နောက်ခန်းမှာဘာတွေဆက်ပါအောင်မလဲပေါ့နောက်ခန်းမှာတော့လုံးဝတေချာလေးကိုလုပ်ပေးထားတယ် luxury ကားတွေဆိုတဲ့အတိုင်းပဲဗျာသိတယ်မလားဒီ leather ထိုင်ကုန်တွေကိုတိတိကျကျလုပ်ပေးထားတယ်ဒီမှာဆိုရင်လည်းဒီ Emirates တွေမှာဟိုကဒီ temperature control တွေပါသွားပြီပြီးရင်ဒီအနောက်ဒီရင်းလိပ်တွေပေါ့နော်ဒီဟာတွေပါအကုန်လုံးဒီတခြားထည့်ပေးထားတယ်ဒီထိုင်ကုန်တွေကအစစီမော်တာတွေပါတယ်နော်ဒီထိုင်ကုန်နှလုံးလုံးကဒါလုံးဝဒီအရှင်းအရာတွေလိုမျိုးပဲစီမော်တာတွေပါသွားတယ်ပြီးရင်ဒီမှာအစသူတို့ဒီ Evans တွေပါတယ်ပေါ့နော် aircon box တွေပါတယ်ဒီအနောက်မှာအစဒီတစ်ပေါက်ပါတယ်ပါသလိုဒီအနောက်မှာလည်းသူထည့်ပေးထားတယ်ပေါ့နော်ဒါတွေကလုံးဝ luxury car တစ်စီးမှာပါတင်ပါခိုက်တဲ့အရာလေးပဲပေါ့နော်ပြီးရင်ထူးထူးခြားခြားကသူကဘာတွေပါသေးလဲဆိုရင်ဒီကောင်လေးပေါ့နော်ဒီရင်းလိပ်ကဆိုရင်ကျွန်တော်တို့ဘက်ကီယာထိုးရင်သူကသူ auto ကျတယ်ပေါ့နော်သူကဒီလုံးဝ safety ပိုင်းအတွက်ကိုလည်းသူကတေချာဦးစားပေးပြီးလုပ်ပေးထားတဲ့ဖြစ်ပါတယ်ဗျာနော်ဒါ Camry လေးပါစုံအနေနဲ့ဒါကျွန်တော်တို့ဒီ driving feeling လေးကိုဒါစမ်းကြည့်လိုက်အောင်ပေါ့နော်ဒီမှာဆိုရင်ဒါအခုကျွန်တော် drive ထိုးလိုက်ပြီလုံးဝသူက hybrid ဆိုတော့လုံးဝအတန်လေးကလည်းငြိမ်ငြိမ်လေးနဲ့သွားတာ 2.5 ကိုပါ hybrid ဆိုတော့ဗျာအတန်လေးကတိတ်ဆိတ်တယ်ပြီးရင် lever အိုးနင်းလိုက်ရင်ညီကိုတွေဘယ်လိုနေမလဲဆိုရင်ဒါကျွန်တော်အခုနင်းပြမယ်နော်ဒီမှာ show လိုက်မှဒါကျွန်တော် lever နည်းနည်းနင်းလိုက်ပြီဟိုတုတ်ချက်က brother တွေဘာမှပြောမနေနဲ့နော်ဥပမာဆိုပါစို့ဗျာ 1.3 တွေကြီးပဲစီးနေကြ brother တွေဆိုတော့ဒီလိုမျိုး luxury လုံးဝ 2.5 hybrid ကားမျိုးစီးကြည့်လိုက်ရင်လေဘယ်လိုဖြစ်သွားမလဲဆိုရင်ဟို Armatic တန်တွေပါထွက်ကုန်မယ်ဗျာသိရမလားဟာအင်ရငါကားဒီ 1.3 ငါကားလေးကကားမှာဟုတ်ရလားတွေဘာတွေဆိုပြီးတော့အဲ့လိုမျိုး Armatic အတန်တွေပါလုံးဝထွက်သွားစေရမယ်ဗျာဒီလိုမျိုးကိုရတဲ့ဒီလို handling ပိုင်းတွေလုံးဝ steering ဘက်ပြန်လည်မှုတွေမှာလုံးဝပြောစရာမလိုဘူးဗျာလုံးဝ share ဆိုမှ share ပြီးရင်သူ့မှာပါတဲ့ system တွေဘာတွေကပေါ့နော်ဟိုမှာ
တကယ်ကိုမိုက်တာပါဗျာ Camry တွေကလေတကယ်မိုက် Okay ဒါကျွန်တော်နောက်ဆုံးအနေနဲ့ပြောရရင်ပေါ့နော်ဒီ e-pad နေတယ်ဆိုတော့စကားအတိုင်းပဲဗျာဘယ်လိုမျိုးလဲဆိုရင်သူကထိုင်ကုန်နေအတွင်းကအနေထားတွေကလည်းလုံးဝထိုင်ရတာ e-pad နေတယ်လို့မျိုးဒီကားမောင်းရတဲ့ကားရဲ့ feeling ကလည်းလုံးဝ e-pad နေတာဗျာအဲ့လိုမျိုးပေါ့နော် CRI နေပါတွေကန်ရတာလုံးဝပေါ့ပေါ့ပပလေးနဲ့အဲ့ဒါမျိုး feeling ကိုရတယ်ပေါ့နော်အဲ့ဒါမျိုးဒါလုံးဝ e-pad နေတယ်လို့ခေါ်တာပေါ့နော် Okay brother တို့ဒီနေ့တော့ဒီလောက်ပါပဲဗျကြည့်ရှုပေးကြတဲ့ brother တွေအားလုံးကို thank you ပါဗျ